ဒီနိုင်ငံကိုဘယ်စစ်ပွဲကမှကျူးကျော်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲဒါကတော့အတိတ်ကစစ်ပွဲတိုင်းမှာမပါဝင်ပဲရှောင်နေခဲ့တဲ့ Switzerland နိုင်ငံပဲဖြစ်ပါတယ် Switzerland ကိုကျူးကျော်ဖို့ဘာကြောင့်ဒီလောက်တောင်ခက်ခဲနေရတာလဲပထမဆုံးအနေနဲ့ Switzerland မှာAlps တောင်တန်းတွေကနေရရှိတဲ့သဘာဝခံစစ်အကာအကွယ်တွေရှိနေပါတယ်တခြားနိုင်ငံကစစ်တပ်တွေအနေနဲ့ဒီနိုင်ငံရဲ့ကြမ်းတမ်းတဲ့ရာသီဥတုအခြေအနေတွေနဲ့ခိုင်မာတဲ့သဘာဝခံစစ်တွေကိုရင်ဆိုင်ရမှာပါအဲ့ဒီအပြင်နှစ်ဆက်ရာစုတုန်းကသူတို့ဟာတောင်တန်းတွေရဲ့အနက်ရှိုင်းဆုံးနေရာတွေမှာဘန်ကာတွေဥမင်လိုင်ကောင်းတွေနဲ့လျှို့ဝှက်လက်နက်တိုက်တွေပါဝင်တဲ့ကြီးမားတဲ့ခံစစ်စနစ်တစ်ခုကိုတည်ဆောက်ခဲ့ကြပါတယ်။ဒါတင်မကသေးပဲနိုင်ငံရဲ့နေဆက်တစ်လျှောက်မှာလည်းမိုင်းတွေထောင်ထားပါသေးတယ်။တကယ်လို့ကျူးကျော်ဝင်ရောက်လာတာမျိုးရှိခဲ့ရင်အဲ့ဒီစနစ်ကိုဖောက်ခွဲပစ်မှာပဲဖြစ်ပါတယ်။ Switzerland ဟာကြားနေဝါဒကိုကျင့်သုံးတဲ့နိုင်ငံတစ်ခုပါသူတို့ဟာ NATO ဒါမှမဟုတ်ဥရောပသမဂ္ဂ European Unionလိုမျိုးစစ်ရေးနဲ့နိုင်ငံရေးမဟာမိတ်အဖွဲ့တွေမှာပါဝင်ခြင်းမရှိပါဘူးပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်အတွင်းဥရောပတစ်ခွင်လုံးအာဏာလုပြီးတိုက်ခိုက်နေကြချိန်မှာတော့ Switzerland ကတော့ဘေးကင်းလုံခြုံပြီးဘာထိခိုက်မှုမှမရှိခဲ့ပါဘူးနောက်ဆုံးတစ်ခုကတော့ Switzerland ဟာကမ္ဘာတဝန်းကနိုင်ငံအများအပြားရဲ့ပိုင်ဆိုင်မှုတွေကိုထိန်းသိမ်းပေးထားတဲ့နေရာတစ်ခုဖြစ်နေတာပါပဲ Switzerland ကိုကျူးကျော်မယ်ဆိုရင်နိုင်ငံတကာရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားနိုင်တဲ့အနေအရှိနေလို့ပါပဲ